ယခုပြည်ရဒီစေကံကိုမှအကုန်ကောင်းကြော်ဝေးတယ်ကြတယ်တော်ဒီကိုမှတော့ကြားကင်လာဖားလို့ညံ့ပြီးတော့ကျွန်တော်ဒီမှာကြောက်ပြီပါကြောက်တော်နဲ့ကြောက်တော်တာနဲ့ကြောက်တယ်ကြောက်တော်ကိုးနဲ့ပြီးတော့ကြောက်တော်ဒီနာနဲ့ဖြစ်တယ်ကျွန်တော်တို့ကျမတို့နောက်ရတဲ့ပြန်လာတဲ့အခါမှာဖားလို့ဖြစ်တဲ့ဘုရားရှင်ကဝမ်းမြောက်ဝမ်းသာတဲ့ကျိုးလို့နောက်ရတဲ့ပြန်လာတဲ့ကြောက်တော်တာကြောက်တော်သမီးတွေကိုဘုရားရှင်ကဒီနဲ့ကျိုးကိုဒီနဲ့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အားလုံးကဖတ်ခဲ့တဲ့ရှင်သူကအပြင်ကသက်ကိုကြည့်ရတာအခုမှကြောက်တော့တွေ့ရတယ်ဒါယေရှုကြီးယေရှုခေါ်လို့ဝင်တဲ့ပြောတဲ့အခါမှာယေရှုခေါ်မျိုးကအင်မတန်စားတဲ့ရုပ်ဖြစ်တဲ့တော့ဒီတော့ဖမ်းလို့လုပ်တယ်တော့ဒီလိုနဲ့သူတော့တော်လေးစားတဲ့တန်လေးတွေဆိုတော့ဒီလိုကတော့တို့ကတိုက်တဲ့လေးရှားဖို့ဒီလိုလေးစားအဲ့တော့စစ်တီကိုဖမ်းလို့တော့အဲ့တော့ယေရှုခေါ်မျိုးကအင်မတန်စားပါတဲ့ရုပ်ဖြစ်တယ်အဲ့တော့ယေရှုခေါ်မျိုးကအင်မတန်ဆွေဝါချမ်းသာတဲ့ရုပ်လည်းဖြစ်တော့ယေရှုခေါ်မျိုးဒီကကြတော့တို့ရမင်းကံကမှစက်တာမျိုးရုပ်တဲ့ယေရှုခေါ်မျိုးကဘာလို့မှမလုပ်ဘူးယေရှုကတောင်းပန်ပြီးတော့ဒီရောလမီကန်ဒီကစားမှာဆိုရင်ဒီခေါင်းကမြေပေါ်တာဒီမတန်ကောင်းတဲ့အခါမှာအဲ့တော့အသိဉာဏ်နဲ့ပြင်ဆင်တာတယ်နင်းဒီကိစ္စရဲ့အပြင်အဲ့ဒါတော့ဒီဝိလေအတွက်အဲ့တော့ဒီကစားမှာဆိုရင်ဒီဝိညာဉ်ကဝိတယ်အခါမှာတော့မှလူတွေကဒီဝိလို့တော့ဘာအနှံ့ဆန့်ကျင်ရပြရတယ်အဲ့တော့ဒီခေါင်းကိုတော့လာတဲ့လူတွေကဒီဝိုင်းကြရတဲ့အခါမှာအဝယ်ပတ်သက်ရတယ်အဲ့ဒီတော့မှဒီရဲ့အဲခလိုက်တာပေါ့တော့ဘယ်ထဲကကိုကောင်းတော့အဲ့တော့ကိုကောင်းတော့ကသူ့လောက်မှာကတိတ်တော့ရောက်နေတယ်အင်မတန်အောင်နေတဲ့ပုံပုံတရားဖြစ်တာပေါ့အဲ့တော့အင်မတန်တပ်ပါတဲ့မြို့မှာအင်မတန်ချမ်းသာတဲ့မြို့မှာသူ့ရဲ့တုံးကအင်မတန်အောင်နေနေနဲ့ဘယ်ထဲအသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာသူကအင်မတန်ဆွေဝါချမ်းသာနေနဲ့ဘယ်တော့မှမပြောချင်တဲ့သူရောက်ဖြစ်နေတာတွေ့ရပါတယ်သူ့ဝတ်တဲ့ကြီးညာကြီးမိသားစုတွေနဲ့ကြုံကြတဲ့အပေါင်းပေါ်တွေနဲ့ကြုံနေတဲ့အချိန်မှာသူကအင်မတန်လုံးဝဖြစ်တယ်။အဲ့တော့ဖက်ကြီးပွဲဝင်ရတဲ့အချိန်သူ့ဝတ်တဲ့မှာရှိတယ်။သူ့ကိုကမပေါင်းပေါ်နေတာ။အဲ့တော့အခေါ်နာပေးရစိတ်ကမှမကြည့်နိုင်သူ့ကိုကြိုးစားတယ်။ဘုံပြီးတယ်။ခေါ်ကြည့်တဲ့ပြောနေတယ်လို့ရှိတယ်။တရားဖြေအကြီးကျယ်နေရတဲ့ပုဂ္ဂိုလ်ပြောင်းဖြစ်နေရတယ်။တော့လူရသူ့ကိုကျင့်ထားတယ်လူရဘုံကြီးသူ့ဘုရားအသခင်ရဲ့ပူပြီးဤတစ်ချက်ဤတာဖြစ်ပါတယ်။တော့လူရဆက်တဲ့ဒီကမှာလက်ချင်လားလူရဘုံကြီးတဲ့အခါမှာအခင်ရှုပ်ကြလို့မတွေ့ပဲမနေနိုင်တဲ့အခင်အမှုအခင်ကြီးရှိလာတယ်။တော့အခင်ရှုပ်ကြရင်ခေါင်းလို့ချက်သွားမယ်လို့သိတာတဲ့အခါမှာသူရှိတာဆိုပြီးကြီးတယ်။တော့တော့နားတယ်။ဘာလို့ရှိတာသူကြီးရတယ်။ဘယ်ကတော့အားလုံးကအကြပ်ကပြပြဘာလို့ဒီလိုဖြစ်မှာပေါ့။တော့အင်တာဂျဝတ်ကလာတဲ့တက်ကြီးသူတွေဖြစ်နေတဲ့အခါကျတော့လူရတော့ကျေဝတ်ကဘုံကြီးတဲ့အခါမှာအကယ်၍လူအုပ်ကြီးစိတ်ညာတဲ့အခါမှာအကြပ်မမြင့်တဲ့ခြေသားတော့ရှိတဲ့အချိန်မှာလူအုပ်ကြီးဘာနာလို့လဲနားတယ်ပေါ့။တော့လည်းတော့တော့ရတဲ့တော့ပါမယ်။တော့ချလာတယ်တော့ချလာ။တို့ရဲ့ဒီနေ့ဒီနေ့မှာတော့လည်းကောင်းလို့ပဲပေါ့။ကျွန်တော်တို့ဒေါက်တာကြီးရဲ့ခေါင်းဆောင်သူကြောက်တယ်လို့လာတဲ့အခါမှာမနဲ့တဲ့နိုင်ငံရဲ့ဆောက်နေတာ။နှစ်နိုင်ငံတော့ရောက်လာတဲ့ဒီနေ့ဒီကျဲတဲ့မှာလူတအားများတော့အဲ့တော့အချိန်မှလို့ပေါ့။ဘယ်နဲ့ပို့ပါတယ်။လက်တွေ့နေတဲ့အခါဒီရုပ်တွေ့နေတဲ့အခါမှာသူတော့ဒီလူတွေလည်းကြောက်တဲ့အခါတော့ခရစ်တော်သိနေတယ်နော်။သူကတော့ဆိုတော့လည်းကောင်းကောင်းတကယ်ရှိပါမှန်တော့ဆက်တယ်အခုမှလည်းဖြစ်တယ်ဆိုးတယ်ဖြစ်တယ်နားနဲ့တကယ်ဆိုဒီကအခါအကယ်၍တကယ်ရှိဖို့အခုဒါကြောရင်သိကောင်းမှခံစားချက်ရှိပါလိမ့်မယ်အဲ့တော့သူပဲပတ်ပြောတော့တကယ်ရှိတာလည်းနားရှိတယ်အမှန်ပဲတော့တက်ပါဘူးတို့တိုင်းရဲ့ညောင်ပေးတဲ့တော့သူပဲတယ်အဲ့တော့ညောင်တင်ကတဲ့ရတယ်အကိုင်းကချားတဲ့အခါအချက်တဲ့
လာမဲ့လာလို့စမ်းနေရအဲ့ဒီပုံမှာတရားရောက်တော့တဲ့အခါတော့ခရစ်တော်ကိုတွေ့ခြင်းနဲ့စိတ်ကအမတန်အားကြီးတာတော့တွေ့ရပါတယ်သူ့ရဲ့ဘုံစိတ်ဟာသူ့ရဲ့အစိတ်ဓာတ်ကိုမေ့ပြီးတော့ခရစ်တော်ကိုတွေ့ခြင်းနဲ့တတ်ဆုံးတယ်ပေါ့တဲ့အခါတွေ့ရပါတယ်ဒီလိုကတော့ဒီကမှာလုံးတဲ့ဒီကသမာဓိကမှာဒီကတော့အရေးချက်ကိုဒီကမှာလက်ကျဲနည်းနည်းစစ်တော့ဒီနိုင်နေငါတဲနေမိတော်တဲ့အခါမှာတကယ်လို့ကြာတာသူ့အင်မတန်ချင်းနေမှာလည်းပြောလို့နဲ့အဲ့ဒီတော့လည်းထုံးတာတော့ရှားပါတယ်ဒါကတော့ဘာလို့ဒီဝါနေရဖြစ်နေလဲတပါးရဲ့အိမ်ကိုဒါလည်းဖြစ်နေတော့အခါမှမလုပ်ရဘူးတမန်တော်ကဒါပမာတော့အကျိုးရနေတယ်အချင်းချုပ်ကိုလည်းကတက်ခက်တော့တက်ခက်ရဲ့ဉာဏ်နဲ့သိရဲ့မိအိမ်မှာအတိအဲနေတယ်လို့ပြောနေတာတကယ်လို့ရသတ်တဲ့ perfect နေတာဒါပမာတော့အရှိရှိတော့ဒီ perfect ကိုတက်ခဲရတဲ့ချက်ကအစမ်းကိုသိတော့ချက်ချင်းဆိုအိမ်မှာ perfect နေတာတော့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကတော့ခရစ်တော်ကိုတွေ့ကြည့်တဲ့အခါမှာဘယ်လိုအနေထားတွေရှိပါလဲခရစ်တော်ကသူ့ကိုစိတ်ကိုလက်ခံရပါတယ်လူရတော့ပဲဘုံမှာလူရတော့သူရှင်းထားပါတယ်ရှင်းရတာအခုကတဲ့ကိုယ်ရဲ့သတ်မှတ်ခြင်းခံရတဲ့လက်ခဲတဲ့ဖိတ်တော်ရဲ့အရာကိုဖြစ်ပါတယ်ဒီနေ့ကျွန်တော်လည်းစဉ်းစားသိနေအောင်ကျွန်တော်ဒီမှာကြောက်ကြောက်ဘယ်လိုအနေထားမျိုးကြောက်လဲတရားနဲ့ဝေပြီးကြောက်နေတဲ့ညာဖြစ်နေတာခရစ်တော်နဲ့တွေ့တဲ့အခါမှာခရစ်တော်ကလက်ကျဲမိအိမ်မှာအနေတဲတယ်လို့ပြောလို့ကျွန်တော်ဒီမှာတောက်တဲ့အိမ်မှာတဲတယ်လို့သခင်ရှုပြောဖို့အစဉ်အဆက်ရှိပါတယ်ခရစ်တော်တွေ့ဖို့အတွက်ကျွန်တော်မလုံးသားတဲ့ဒီနေရာတရားနဲ့တကယ်အသက်တာကိုကြည့်ရတာမှာတကယ်ရှုတဲ့တွေ့တဲ့အခါမှာသူ့ဘာအသက်တာတကယ်ကြောင်းလဲဆိုတာသူ့မိသားစုကလက်ွက်သူ့ပေါ့ဝင်းချင်မှာသူ့ပေါ်ပြတယ်အဲ့ဒီအိမ်ကိုပြတဲ့အခါမှာတက်တဲ့အမြင်နဲ့ဒီလိုဝမ်းတော့တဲ့နေနေအိမ်ကကိုလိုကိုအဲ့ခါလေးပေါ်ကြောင်းကိုပေါင်းလို့နေနေသိုးတော်သူဤအိမ်တို့လေးတော့ဒီချင်းကိုခံလို့မှာပါကဲရဲ့จิตနာကိုပြောတယ်ဒါပေမဲ့သူ့ဘာလဲသူတကယ်ကြောင်းလဲဆိုတာတကယ်ရုပ်ကတာတယ်ဒီတော့ကိုကြတာတယ်ပေါ့ဝင်တယ်ကြာတာတယ်အမှသူ့မှာပိုင်တဲ့ပုံစံဖြစ်ပြီးတော့ဒီရနာကိုဒီပါတယ်သူ change တဲ့အခါ mental change တဲ့အခါ behavior change သူ့ဘာလဲတဲ့သူပိုင်တဲ့တဲ့တော့သူပဲလို့ဒီမှာတစ်ခါမှမတွေ့ဘူးတဲ့လူစိတ်ကိုတွေ့တယ်သူတစ်ခါမှမတွေ့ခဲ့ဘူးတဲ့အဲ့ဒီအိမ်မှာတွေ့တဲ့အခါမှာသူအင်မတန်ပြောရတယ်အခေရှုပြရတယ်တပည့်တော်ပြရတယ်တခြားအိမ်ကအများကြီးတွေ့ရမှာသူ့ဘာလို့ချက်ချင်းဆုံးချလိုက်သူ့မှာပိုင်တဲ့ရှိနေတဲ့တော့သူ့ကြောင့်တယ်ကျန်တဲ့တော့အကယ်၍နာသူမှန်မှန်တော့ကန်လုပ်ခဲ့တယ်နောက်ကြပတရားယူတဲ့ဒီစာပြတ်ပြီးတော့တယ်အခေရှုနဲ့အားလုံးကိုပြခဲ့တယ်ပြောသူတို့သမာဓိနဲ့မှာပြန်ပြတ်ခါမှာသူကခဏကျန်တဲ့ငယ်တက်ကိုကြည့်တဲ့အခါမှာပိုးဖြစ်ဖြစ်နွားဖြစ်ဖြစ်ဒါကိုပိုးမယ်စက်မယ်ရောင်းစားမယ်ဆိုရင်နွားတော့ပဲနွားနာတော့ပြန်စားပိုးတော့ပဲပိုးလေးတော့လေးစားတယ်ပြန်စားတော့တော့လိုက်စားလိုက်ဒါပေမဲ့ဒီမှာအခုမှတော့ပေါ်တာလားအကယ်၍နားတဲ့ဒီသခိုးနဲ့ကိုတော့နွားကိုပိုးတော့အသက်ရှင်ရပြတ်တယ်တော့နှစ်ဆပဲပြတ်သွားမှာပေါ့အဲ့တော့သူပန်းတဲ့နာတော့ပြန်ပြီးပြည့်တယ်မကျန်းတော့ခဲ့ရတဲ့အခါပြန်ပြီးတယ်လို့ပြောတယ်ဆိုရင်သူပြန်ပြီးနှစ်ဆပဲပြတ်ပါတယ်ဒါကတမန်ချက်ဖြစ်တယ်ဒါပေမဲ့သူရဲ့စိတ်နာတောင်းလိုက်တဲ့အခါဒီစာပြန်ပြီးတယ်လို့ပြောတာသူရဲ့စိတ်နာပေါ်လို့ဖြစ်တာယေရှုကပြောတယ်အဲ့ဒီမှာယေရှုကပြောတာယေရှုကလည်းဒီသူဒီအာဗြဟံနဲ့သာဖြစ်နေတယ်ဒီနေ့ဒီကဲဒီပေါ်မှာတိုင်းတော့လက်နဲ့ပတ်သက်တာပြန်တယ်။ဒီတော့ကဒီ
ကလည်းနာမည်ကြီးကိုနားတယ်တကယ်ရှိကိုတွေ့ရတဲ့တော့လည်းအမှန်ကိုတက်တယ်ဒီလိုတော့ပိတ်ကိုကြားတာဝမ်းသာနဲ့အဲ့ဒါတက်တာအဲ့ဒီမှာတက်တော့သူ့ဘာသာကြောင်းနေတော့ပိုင်မဲ့အားလို့ပြေးလာလို့ဝိညာဉ်ခဲ့တယ်မတရားလုပ်ခဲ့တဲ့အခါပြတ်တော့ဒီသာပြောင်းခဲ့တယ်ဆိုရင်သူ့ရဲ့ကြောင်းတဲ့ခြင်းကိုတွေ့ရတဲ့အခါမှာယေရှုကအာဂန်ရဲ့သာဖြစ်တဲ့တော့ဒီနေ့ဒီအိမ်မှာကဲ့ရဲ့သူ့ကျေးဇူးကိုခံရတာကိုပြောခဲ့တော့ကျွန်တော်တို့ကကြောက်စီရဲ့မိသားစုအိမ်တော်ဘဝအသက်တာပါပဲအချင်းချင်းဖြားရဲ့ကဲ့ရဲ့သူ့ကျေးဇူးကိုလက်ခံကြည့်တော့မှဒီလိုတော်တဲ့ကဘလို့ပါတဲ့ကောင်သိခေါ်တဲ့ဆိုပါတယ်လူသားကြောက်တော်ကိုရှာပြီးကြည်ကြည်အံ့တော်မှာဆောလာတာကြီးလက်ကျဲကိုမိတ်ကိုတော်တော်မှာတော့အရန်ဒီလာတဲ့ကြောင့်ကျွန်တော်ကနိုင်ငံကြီးထဲမှာပဲကြောက်နေတာဒီလိုကြီးထဲမှာပဲကျွန်တော်နင်းကြောက်ကြောက်နေတာကျွန်တော်ပြောတယ်စမ်းမကြီးကမှပဲကြောက်နေတာကျွန်တော်တို့ရဲ့ပညာရေးကျွန်တော်တို့ရဲ့လူမှုရေးပညာရေးဖြစ်တဲ့ပုံပြီးဦးစားပေးတဲ့ပညာရေးမှာကြောက်ဆုံးနေရဆိုရင်ဘယ်နဲ့လို့ဒီကြက်မှာကြောက်ဒီကိစ္စပါလေစက်တဲ့အိမ်မှာနေတဲ့မတော်လို့ကျွန်တော်တို့ကြောက်တဲ့နှလုံးသားတွေမှာရှင်းရှင်းကိုဟောပေးကြတာ။ဒါတော့ရှင်းရှင်းကကြောက်တော်ကိုရှာလို့ရတော့ဒီကိုတော်ရတာလူကတည်းကနာမလေးကိုတော်တဲ့လေးကိုကြောက်တဲ့အခါမှာအဲ့မှာရှိဖိုင်ရှင်ရဲ့တက်တဲ့သိရှိတော်တဲ့အခါယေရှုကလည်းကျမ်းမာတော်ကိုသိကမှာကိုရှိတယ်။နာတော်ကိုရှိတယ်။ကျမ်းမာတော်ကိုနာမနဲ့ခေါ်ခြင်းမှာသိုးတော်ကိုခေါ်ခြင်းမှာအားတယ်လို့ယေရှုပြောလို့ခဲ့တယ်။တော့လူကခဏရဲ့ဒီကမှာတောက်တော်သားအထက်ကပြေးအခုရှိတယ်တောက်တော်ကိုရှာလို့တဲ့တဲ့တော့သွားတယ်လက်ထဲနဲ့တွေ့တဲ့အခါရှင်းပါတော့တယ်လူသားတောက်တော်ကိုရှာခဲ့ကျဲကျဲအံ့တော်မှာသွားတာဒီလက်ထဲမင်း